အကယ်ဒမီစုပေးပွဲမှာဖြစ်ပျက်သွားတဲ့ခန့်စီသူရဲ့နောက်ွယ်ကအကြောင်းအရာခန့်စီသူကနေမျိုးအောင်စုရတာကိုမကျေနပ်ဖြစ်နေတာလို့ထင်ခဲ့ကြပါတယ်။ဒါတွေရဲ့နောက်ွယ်မှာလူမသိသေးတဲ့အကြောင်းရင်းတစ်ခုရှိနေခဲ့ပါတယ်။ခန့်စီသူကအင်တာဗျူးတစ်ခုမှာပြောကြားခဲ့တာကသူ့ကိုလူတွေဘလို့ထင်ဂရုမစိုက်ဘူးအရေးမလုပ်ဘူးဆိုပြီးတော့ပါ။နေမျိုးအောင်အတွက်ကလည်းရင်ထဲမှာကောင်းမှာတော့မဟုတ်ပါဘူး။တကယ်ပြဿနာကခန့်စီသူကိုရွှေကြိုတွေကသွားခေါ်ချိန်မှာစတာပါ။သူအဲ့ဒီအချိန်မှာအားနေတာတော့မဟုတ်ခဲ့ဘူးဗျ။သူကအရေးပေါ်အိမ်သာတက်ချင်နေခဲ့တာပါ။အဲ့ဒါကြောင့်သူ့မျက်နှာကရှုံ့မဲ့နေတာပါ။စင်ပေါ်မှာပြောရမယ့်စကားကိုလည်းမြန်ပြောခဲ့တာကအိမ်သာတက်ချင်လို့ဖြစ်ပါတယ်။ဒါကိုနေမျိုးအောင်စိတ်ခုသွားမှကြောက်လို့လည်းတောင်းပန်ခဲ့ပါတယ်။ဒါကတော့အကယ်ဒမီသမိုင်းမှာရေးစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်အဆုံးထိကြည့်ပေးလို့ကျေးဇူးပါနော်။ Subscribe လုပ်ထားဖို့လဲတောင်းဆိုလိုက်ပါတယ်။